ရှင်းပြမယ့်ဗီဒီယိုကတော့ကျွန်တော် H spinner မျိုးစားတွေကို auto calibration လုပ်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။ H spinner မျိုးစားတွေထဲမှာကျွန်တော်တို့က label ထည့်ပြီးဆိုလို့ရှိရင်ဒီ computer software တစ်ခုနဲ့ calibration ကြီးတဲ့နည်းလမ်းလေးကိုလုပ်ဖို့အတွက်အရင်ဆုံးမိမိရဲ့ computer ထဲမှာဒီ diagnostic tool H spinner လေးရှိဖို့လိုပါတယ်။အဲ့ဒီ file လေးရှိပြီဆိုရင်အဲ့ဒီ file လေးကိုကျွန်တော်တို့ကနှစ်ချက်နေပြီးတော့ဖွင့်ပြရမှာဖြစ်ပါတယ်။ဒီ box လေးပေါ်တဲ့အချိန်ကြာမှာကျွန်တော် unit ကို millimeter ချိန်မယ် interface က USB ဖြည့်ရမယ်။ကျွန်တော်ပြီးလို့ရှိရင် printer status ကို gas status ကိုနှိပ်ပြရမှာဖြစ်ပါတယ်။ကျွန်တော် gas status မှာအစိမ်းအောင်လေးပြလို့ standard ဖြစ်သွားပြီဆိုလို့ရှိရင်တော့ဘယ်ဘက်ချက်မှာရှိတဲ့ calibration sensor ကိုထပ်နှိပ်ပြရမှာပါ။ကျွန်တော်တို့ calibration sensor box လေးထဲမှာဆိုရင် media type ဆိုတဲ့နေရာမှာ gap ကိုဖြည့်ရမယ်။ auto calibration ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ calibration ခလုတ်ကိုနှိပ်ပြရမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင် printer နေပြီးတော့motor လေးဆွဲသွားပြီး calibration ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ level size အလျားနဲ့အောင်ထည့်ပြီးတော့ကျွန်တော်တို့ရဲ့ software တွေနဲ့ print ထုတ်လို့ရပါပြီခင်ဗျာကျေးဇူးတင်ပါတယ်